လေးကနန်းပိုင်ရှင်တွေဖုန်းနံပါတ်မှာလေးပါဝင်နေတဲ့သူတွေဖုန်းနံပါတ်ရဲ့အားလုံးပေါင်းချင်းလေးကနန်းကျနေတဲ့သူတွေကဒီဗီဒီယိုတွေဟာတစ်တွဲဖြစ်ပါတယ်လေးကနန်းရဲ့သဘောတရားအရာသူကတော်တော်များများပြောကြတာကရွှေတွေဝင်မဲ့ငွေကြေးလက်လာပါတွေကောင်းတယ်လို့ပြောကြတယ်ဒါပေမဲ့လေးကနန်းရဲ့သဘာဝသည်တိုက်အခိုက်ရံများစေတယ်တိုက်ခိုက်ရံများတဲ့အခါမှာကိုကကြဆုံလားဆိုတော့ကိုကဒီတိုက်ခိုက်မှုတွေရန်တွေကိုကြော်လွှားပြီးတော့အောင်မြင်မှုကိုရရှိစေတယ်ကိုရဲ့ဉာဏ်ပညာကိုလွှာသုံးပြီးတော့လှော့ချတက်တာတွေကိုလှော့ချဆွတ်လှော့တက်တာကိုရရဝဝဆွတ်လှော့တဲ့အခါမှာကိုသွားလို့တဲ့လမ်းကြောင်းကိုထိတ်ဆုံးကိုရောက်ရှိအောင်ပို့ဆောင်ပေးတာလေးကနန်းပါဒါဆိုရင်စီးစိမ်ဥစ္စာတွေကမရဘူးလားရတယ်ခုနလိုမျိုးတဲ့အခိုက်တွေကိုကြော်လွှားပြီးတဲ့အခါမှာကိုယ့်ရဲ့ဉာဏ်ပညာနဲ့ရရဝဝလို့ဆောင်တဲ့အခါမှာကြတော့ကိုယ့်ရဲ့ဘဝအတွဲကိုစီးစိမ်ဥစ္စာစစ်မှန်သောစီးစိမ်ဥစ္စာတွေကစီးဆင်းလာမှာဖြစ်ပါတယ်တော်တော်များများကလေးကနန်းလို့ပြောလိုက်လို့ရှိရင်ရွှေလို့ပြောကြပြီမယ်ရွှေလို့ပြောလို့ရတဲ့နေရာရှိသလိုတချို့နေရာမှာစုပေါင်းဆက်ပေါင်းစုအဖွဲအသိအဖွဲနဲ့အလုပ်လုပ်တဲ့နေရာမှာအပြောစွမ်းရည်ကြောင့်ငွေတွေဝင်လာစေဖို့ရှိပါတယ်ဒီနေ့အထဲမှာဒီနေ့ကလဆန်တရက်နေ့ဖြစ်တာဖြစ်တဲ့အတွက်မြမလိုလဆန်တရက်နေ့ဖြစ်တာဖြစ်တဲ့အတွက်ငွေကြေးလက်လာပါတွေလှိုင်းဝင်ခြင်းနဲ့ဆိုလို့ရှိရင်လူကိုလက်ဖွင့်နေတာကိုခဏလေးရှက်ပြီးတော့ဒီနေ့ကိုယ့်ရဲ့အိမ်ကိုလက်လာပါဖွင့်ပါအဲ့တဆောင်လုံးကိုတတ်ရှင်ရေးတွေတိတိချာချာလုပ်ပြီးပြီဆိုလို့ရှိရင်တော့တိကျဘိုးမှုတ်လေးကိုကိုယ့်ရဲ့လက်ဖွားလေးထဲကိုတစွန်းထည့်လိုက်ပါပြီးရင်အိမ်ရှေ့ပေါက်ကနေပြီးတော့အိမ်ထဲကိုတိကျဘိုးမှုတ်ကိုမှုတ်ထည့်လိုက်ပါမှုတ်နေတဲ့အချိန်မှာကိုယ့်ရဲ့အာယုံကကိုယ့်ရဲ့အိမ်တွင်ကိုငွေကြေးလက်လာပါတွေလှိုင်းဝင်လာနေပြီးများပြားသောငွေကြေးလက်လာပါတွေကကိုယ့်ရဲ့အိမ်ထဲကိုဝင်လာနေပြီးဆိုပြီးတော့အာယုံပြုရမှာဖြစ်ပါတယ်အဲ့လိုအာယုံပြုတ်ပြီးတပြိုင်တည်းကိုယ့်ရဲ့အိမ်ရဲ့ငွေကြေးလက်လာပါကိုဖွင့်ပြီးဆိုလို့ရှိရင်တော့ကိုသည်ဒီနေ့ထဲမှာသူကတော်အောင်သိတီသူကတော်အောင်သိတီသူကတော်ဆိုပြီးတော့108ခေါက်ရောဖတ်ပွားများလိုက်ပါမိမိကိုယ်တိုင်မိမိရဲ့နှုတ်မှလည်းမကောင်းသောစကားတွေမပြောပါနဲ့မမှန်ကန်သောစကားတွေမပြောပါနဲ့ကောင်းသောစကားတွေကိုပြောပါကောင်းသောအလုပ်တွေကိုပဲလုပ်ပါဒါဆိုလို့ရှိရင်တော့ငွေကြေးလက်လာပါသည်မိမိနဲ့ထိုက်တန်သောအထိုက်အလျောက်ဝင်ကိုဝင်လာပါလိမ့်မယ်ငွေမဝင်ရင်တောင်မှငွေဝင်လာဖို့အတွက်လုပ်ငန်းလေးတွေကြံ့ကြံကောင်းလေးတွေဧကံမုတ်ချဝင်လာမှာဖြစ်ပါတယ်ကျမမေပြူခဲမှာ